ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်အဲ့ဒီပုံမြင်ကဘာလဲဆိုတော့ငရေယမမင်းကြီးထံကိုဖုံးတော်ကြီးတစ်ပါးနဲ့ကားမောင်းတဲ့ဒရိုက်ဘာတစ်ယောက်ပေါင်းရင်ဘယ်နှယောက်ပထမတစ်ယောက်ကဖုံးတော်ကြီးဒုတိယတစ်ယောက်ကကားမောင်းတဲ့ပေတရာမှာကားမောင်းတဲ့ဒရိုက်ဘာတွေအများကြီးမရှိဘူးလားဘုဒ္ဓရှိရောက်သွားတာငရေမင်းယမမင်းထံရောက်သွားဘယ်ကိုရောက်သွားငရေမင်းယမမင်းထံရောက်တော့ယမမင်းရဲ့ခုံပေါ်မှာအမိသားထိုင်လို့ကဲစစ်စင်းမယ်တယောက်လာခဲ့မင်းကဘာလုပ်လဲဟာဘုန်းကြီးကနေပြီးတော့သူကရင်ကိုကော့ပြီးတော့ခေါင်းကိုမော့ပြီးတော့ယမမင်းကြီးတံဝင်သွားတာကိုယ့်ကိုယုံကြည်ချက်အပြည့်နဲ့ငါကဘုန်းကြီးပဲငါလူလောကမှာဘုရားသာသနာဥကြီးကရုံးနဲ့ဘံဝါစင်မြတ်ဝေါ်သင်္ကန်းသာသနာပြုယုံမကနေလှည့်ပြီးတော့ဓမ္မဂတိကလှုပ်လာတယ်ငါဓမ္မဂတိကဘုန်းကြီးတောင်ရိုးရိုးဘုန်းကြီးလားဓမ္မဂတိကဘုန်းကြီးလားအဲ့ဓမ္မဂတိကဘုန်းကြီးဘယ်ရောက်သွားလဲငရဲပြီလို့မပြောပါသေးနဲ့ဩငရဲမင်းထံရောက်သွားတာဘယ်ရောက်သွားလဲသူတို့ကလည်းဘယ်ချိန်နဲ့ပို့ကျင်တယ်လဲမသိဓမ္မဂတိကဘယ်ရောက်သွားငရဲမင်းနဲ့ရောက်တော့ဘုန်းကြီးကရင်ကိုကော့ပြီးတော့ခေါင်းကိုမော့ပြီးတော့ကလေးထိုင်ဆွဲထားတယ်လူဘဝယမမင်းကြီးကမေးတယ်ငရဲမင်းကလူဘဝကဘာလုပ်ခဲ့လဲဟာငါဘုန်းကြီးမင်းခေါင်းမကြည့်မသိဘူးလားဟုတ်ပါတယ်သိပါတယ်ဖြည်းဖြည်းပြောပါဘုန်းကြီးရဲ့အဲ့ဒီဘုန်းကြီးတော်မှာအရှင်ဘုရားကဘယ်လိုသာသနာပြုခဲ့တဲ့ဘုန်းကြီးလဲဩငါနေလက်ပြီးတော့သာသနာပြုဓမ္မဂတိကလှုပ်လာတာရွာသစ်လည်းတရားသွားဟောတယ်လေကုန်းမှာလည်းဟောတယ်ရန်ကုန်မှာလည်းဟောမှာဓမ္မဂတိကယမမင်းကြီးကိုပြောနေတာကောင်းပါပြီအရှင်ဘုရားဒါဆိုရင်အရှင်ဘုရားရဲ့ data အချက်လက်တွေကိုတပည့်တော်ကွန်ပျူတာထဲမှာကြည့်လိုက်အောင်ပဲခဏနေအောင်တဲ့ငရဲမင်းကြီးကပမာကြည့်ရှုံးလားမပြောတော့ဘူးအဲ့ဒါဆိုရင်အရှိထိုင်ပြီးတော့မယုံမအောင်ဖရားတဲ့ပြောတဲ့သူတော်အာမနာအဲ့ဒါ data အချက်လက်တွေကြည့်လိုက်တဲ့ခါကျတော့အရှင်ဘုရား sorry ပါတဲ့ဝမ်းနေပါတယ်တဲ့ငရဲပြည်စင်းပါတော့တဲ့ဟာမင်းဘယ်လိုလုပ်လိုက်တာလဲငါဘုန်းကြီးဓမ္မဂတိကဘာလဲဟေ့ဘုန်းကြီးဓမ္မဂတိကနတ်ပြည်ဘုရားမှာလေပြန်လွန်တော်မူတယ်ဆိုတာနတ်ပြည်ကိုပဲဘုန်းကြီးတွေပြန်လွန်တော်မူတာငရဲပြည်စင်းတယ်မင်းကြားဖို့လို့လားဘာဖြစ်လို့ငါငရဲပြည်ရှင်ဘုရားစကားမများနဲ့ခဏအမှထိုင်နေတဲ့ကဲနောက်တစ်ယောက်လာရေးဆိုတော့ကားမောင်းစားနေတဲ့ဘယ်သူလဲဒရိုက်ဘာရောက်ချလာဒရိုက်ဘာတော့သူခင်ဗျာတနာတာဗောငါတော့ငရဲပြည်စင်းရတော့မှနဲ့တူတယ်ငါဒီအင်တာဗျူးမအောင်ရင်ငါကြပြီဟုတ်လားအဲ့ဒါမျက်နှာလေးမှုန်ကုတ်ကုတ်နဲ့မျက်နှာလေးချပြီးတော့လက်တွေတုံပြီးတော့ငရဲမင်းရှိရောက်လာမကြောက်ပါနဲ့ကွာတဲ့မင်းလူဘဝကဘာတွေလုပ်ခဲ့လဲကျွန်တော်ကားမောင်းစားခဲ့ပါတယ်ခင်ဗျာတဲ့ကျွန်တော်ဟိုဘက်ကနေရန်ကုန်ကနေပြင်ပုံကနေဘကိုကားဆွဲပါတယ်တဲ့ကားမောင်းစားတဲ့ driver ပါတဲ့ခဏနေအောင်ကွာတဲ့မင်းရဲ့ data အချက်လက်ငါကွန်ပျူတာထဲကြည့်လိုက်အောင်မယ်ဆိုပြီးတော့ရဲမင်းက data အချက်လက်တွေကြည့်လိုက်တဲ့အခါကျတော့အော်မင်း very good ကောင်းတယ်အပေါ်သွားရမယ်ဒရိုက်ဘာကိုနတ်ပြည်ပို့လို့ဓမ္မဂတိကကိုဘယ်ပို့တာတရားလားရက်ဆက်တဲ့ငရဲမင်းနော်ဓမ္မဂတိကကိုဘယ်ပို့တာဒရိုက်ဘာကြတော့ဘယ်ပို့ဟာတွေ့တဲ့နေရာအရက်တော့မဒရိုက်ဘာတွေဒီတဲ့ရှိငါစော်ထဲအောင်မလားမသိဒရိုက်ဘာတွေအရက်မတော့ဘူးလားဓမ္မဂတိကတောက်လားဒရိုက်ဘာမှာမိန်းမမရှိဘူးလားဓမ္မဂတိကမှာရှိလားရှာပေးကြအောင်ဆိုတော့မိမလည်းမရှိအရက်လည်းမတော့ဘာမှမလုပ်တဲ့ဓမ္မဂတိကကြတော့ဘယ်ပို့ဒရိုက်ဘာကြတော့ဘယ်ပို့မတရားဘူးဓမ္မဂတိကမကျင့်တဲ့ဘူးကွန်ပလိန်းတက်တယ်ဆန္ဒပြမယ်ငါဒီမိုကရေစီခေတ်ပဲငါဆန္ဒပြမယ်ဆိုပြီးတော့ဒိုးတောင်အရေးသုံးပါကြားလိုက်လို့သွားတရိယာအဲ့ဒါနဲ့မဟုတ်ရှင်ဘုရားတဲ့တပည့်တော်ရှင်းပြပါမယ်တဲ့ငရဲမင်းကြီးကရှင်ဘုရားတချံလေးနားထောင်ပါတဲ့အရှင်ဘုရားလူဘဝတုန်းကလေတဲ့ရွာသစ်ရွာမှာမေတ္တာသစ်လူငယ်ပရိဟိတဓမ္မတပည့်နောက်ဆုံးညမှာရှင်ဘုရားသွားဟောခဲ့တယ်မဟုတ်လားတဲ့ဘယ်သူကမေးလဲဟုတ်တယ်ငါသွားဟောခဲ့တယ်ငါနောက်ဆုံးညအောင်ပွဲခံခဲ့တာပရိသတ်တွေကငါ့ကိုအပတရကြိုဆိုပြီးတော့မှတရားတွေညင်ပြီးတော့စိတ်ဝင်စားနာခဲ့ငါလည်းအပတရဟောခဲ့တာပဲဟုတ်တယ်တဲ့ဒီမှာ data ထဲမှာပေါ်နေတယ်ရှင်ဘုရားလိန်လို့မရဘူးတပည့်တော်လည်းသိတယ်လေမင်းကြီးကဒါဆိုရင်ဘာဖြစ်လို့ငါငရဲပြီပို့လေအ
အရှင်ဘုရားကသာတဲ့ဖယားရင်ပြင်ပလင်ပေါ်မိုက်ကင်ပြီးတော့အပတ္တယဆလိုက်မီးတွေထိုးလို့အော်နေပင်မဲ့အမလေးဟိုအနောက်ကပရိသတ်တွေကအိတ်ငိုက်လောဘဒေါသမောဟခင်းနာတဲ့ဖြာတွေကိုဒီလိုဆွဲဆွဲစုပ်ပြီးတော့အကုသိုလ်ယူနေတာသိရောအရှင်ဘုရားကပလင်ပေါ်မှာအာမတရဟောနေတာတဲ့အနောက်ကကြောင်းဟိုဘုန်းကြီးမမြင်ရတဲ့နေရာမှာနာတဲ့ပရိသတ်တွေကလေတဲ့ဆက်လေးတောက်တဲ့သူကတောက်သေးတဲ့ဖုံးသုံးတဲ့သူကသုံးသေးတဲ့လောဘလည်းဖြစ်တယ်ဒေါသလည်းဖြစ်တယ်မောဟလည်းဖြစ်တယ်ခင်းနာတဲ့ဖြာကိုလည်းဒီလိုဆွဲနေတော့အကုသိုလ်တွေများတယ်ဒါကြောင့်မလို့အရှင်ဘုရားကတဲ့ဓမ္မဂတိကဆိုမဲ့နေလှည့်ပြီးတော့လူတကာကိုအကုသိုလ်လိုက်ပေးနေတဲ့အကောင်မို့လို့အောက်စင်းသိရောနေလှည့်ပြီးတော့ပရိသတ်တွေကိုဗာလိုက်ပေးနာတဲ့ဒါကြောင့်မလို့တောင်းပန်ပါရစေအိမ်မငိုက်ကြပါနဲ့ပရိသတ်ပေါ်မူတည်ပြီးတော့အောက်စင်အပေါ်တက်အခြေအနေရှိပါတယ်အဲ့ဒါဓမ္မဂတိကမကျင်တဲ့ဘူးကြီးလဲကျဲတဲ့ဘွဲကကွန်ပလိန်းတက်တယ်မင်းဟိုဒရိုင်ဘာကြတော့ဘာဖြစ်လို့အပေါ်တင်လဲလာအရှင်ပြပြီးတော့ပြမယ်တဲ့အဲ့ဒီဒရိုင်ဘာကတဲ့ပြင်ပုံနဲ့ဘကိုးကိုလိုင်းကားဆွဲတာတဲ့ဟုတ်တယ်လေအဲ့ဒါဘာဖြစ်တော့သူကတဲ့လီဘာကို80မက120လောက်နင်းတယ်တဲ့120လောက်နင်းတော့အဲ့ဒါဘာဖြစ်တော့သူကားပေါ်တက်သွားတဲ့ပါစင်ဂျယ်တိုင်းဟာကားပေါ်ရောက်တာနဲ့တန်ပုတ်တွေဖျားတရားဖျားတန်ပုတ်တွေဒရိုင်ဘာကလူတွေကိုကုသိုလ်ပေးတာဖြစ်ဖို့ဘကိုးကားတွေစီးဘူးတယ်မဟုတ်လားဖျားတန်ပုတ်တွေမတဘူးလားကားပေါ်ကိုစတက်ကြတဲ့ကကားပေါ်ဆင်းတဲ့ထိကိုဘာတွေညွတ်နေတာဟာအရဟတမဘုရားအိမ်မှာတော့ဘုရားမရှိခိုးတဲ့လူတွေကလက်တွေပါတုံပြီးတော့အဲ့တော့ဒရိုင်ဘာကလူတွေကိုဗာပေးကုသိုလ်ပေးတာရှင်ဘုရားကနေလေအိတ်ငိုက်စေတာဆိုတော့အရှင်ဘုရားအောက်ဆင်းနေဒါကြောင့်မလို့ရွာသိရေတောင်းပန်ပါတယ်အောက်မဆင်းဘုရားစေနဲ့အိတ်ချင်ပြန်ပါဒီနာတော့မငိုက်ပါနဲ့တို့ကြငရဲမင်းဒေတာတဲ့ဓမ္မဂတိကအချက်လက်ပါသွားရင်ဘယ်ရောက်မှာဒါကြောင့်မလို့ကျေးလက်ကျေတဲ့ဝင်ဓမ္မဂတိကဒီကိုတော့အပေါ်တက်ခြင်းအောက်ဆင်းခြင်းဘယ်သူပေါ်မိုးတီးနေလဲကဲဘယ်ပို့မလဲ